ဒီနေ့မှာတော့ One Punch Man Mega Chapter 122ကို recap လုပ်ပြသွားမှာဖြစ်ပါအဆင်သင့်ဖြင့်စလိုက်ကြရအောင် Chapter လေးအစမှာတော့ Chang Empire တယောက် Even Natural Water ကိုရေခဲနေအောင်ရုတ်တရက် Monster တစ်ကောင်ရောက်ချလာပြီး Chang Empire ရေခဲနေအောင်တားဖို့လုပ်တော့ Even Natural Water လည်းရေခဲကျွဲအစိတ်ပိုင်းတချို့လွတ်သွားတော့ဘီနာ Monster ခန္ဓာကိုယ်ကရေတွေကိုစုပ်လိုက်တော့ Chang Empire လည်းပြန်ခဲဖို့လုပ်ပြီးရေတွေမဟုတ်တော့မယ်ရေခဲမှနှိပ်တဲ့စီတွေမှန်းသိလိုက်ရတော့ရောက်လာ Monster ကိုစုပ်ယူတော့ပုံစံပြောင်းသွားပုံရဒီကောင်အုံနောက်နဲ့အောင်ရောမရှိအောင်တိုက်ခတ်မှုလိုဖြေရှင်းနိုင်တာဆိုပြီးတော့ Chang Empire တယောက်တွေးနေဒီကောင်တော့တော်လေးလာမယ်လို့ပြောနေတော့ Natural Water ကတော့တိုက်ခတ်လိုက်တော့ Chang Empire လည်းကာဂျီနောင်မြင်လိုက်ပဲသူ့ရဲ့ short part နဲ့နောက်ကသူ့ရဲ့လက်နဲ့ပြက်စီသွားတော့ Chang Empire လည်းမြေပြင်မှာဒူးထောင်နေရပြီ Even Natural Water ကတော့ပုံစံအသက်တွေမျိုးပြောင်းသွားပါပြီနောက်ပိုင်းမှာတော့ဂျီနိုတယောက် Dry Night စီရတဲ့သတင်းအချက်လက်တွေကိုသုံးသပ်တယ် Dry Night ရဲ့သတင်းအချက်လက်တွေအဆိုငါအဆင့်အကောင်တွေကပြဿနာပဲ Active Hero နဲ့ကင်းလောက်မရှင်းနိုင်လို့ပြောနေဂျီနိုလည်း Dry Night စီရလာတဲ့ Monster ရဲ့အချက်လက်တွေပြပြနေ Plus Bam ကိုဖြတ်ပိုင်းပြီးအရေးအတွက်အများကြီးထုတ်တယ်ဒါကောင်ကြီးတွေကကိုယ်တိုင်ထိချုပ်ပြီးတက်ခိုင်ဆွဲမြင်ပါတယ် Homeland Empire ထူးဆန်းတဲ့အလင်းတွေကိုတုံးပြီးပောက်ကွဲမှုတွေကိုဖန်တီးရရုပ်ပိုင်းဆိုင်ရာတော့တတ်မှတ်လူရောက်ပါခံဆာလမ်စိတ်များပြီးပြင်းထန်တဲ့ကြိုက်အားနဲ့ရန်သူ့ကိုဒစစီချေဖြတ်ပြီးအဆုံးမရှိအဆိုင်ရှိဖူဟာအကလီကျန်းတဲ့ပုံစံရှိပြီးရန်သူ့ရဲ့အကြောက်တရားအဓိကထားတိုက်ခတ်တဲ့ရန်သူ့ရဲ့စိတ်အုပ်ကိုပါပြည့်စည်ရ Overglow Rover သူ့ရဲ့မြန်လုံးနဲ့တားကောင်တွေကိုဖမ်းနေသောတာကြီးပောက်ကွဲမှုနဲ့ပတ်ဝန်းကျင်ကိုဖျက်ဆီးတတ်တဲ့ Even Natural Water ရေပုံစံတက်ရှိဖြစ်ပြီးပုံစံနဲ့မလောင်ရက်ဆက်တယ်ရေကိုဆုပ်ယူပြီးအရွယ်အစားတို့တို့ကြီးနိုင်တယ်ရန်သူကိုရေမြောက်နဲ့တိုက်ခတ်တယ်ကာရိုရုပ်ပိုင်းဆိုင်ရာဆွဲရင်အများကြီးရှိပြီးရန်သူကိုမလုံနိုင်အောင်တိုက်ခတ်လုံးမနိုင် Monster King Orochi Monster ရဲ့ကောင်းတော်ဖြစ်ပြီးသူ့ရဲ့ဂျုံနဲ့ရန်သူကိုထိုးပေါက်တယ် Monster စိတ်ရဲ့ပိုင်ရှင်လည်းဖြစ်တယ်ဒီနေ့ကတော့ဒီလိုကောင်းတဲ့တော်တော်ခက်ခဲတိုက်ရပြန်မဲ့တွေ့လူဟာချဖို့တော့အချိန်မရှိတော့ဘူးဒီကောင်တို့ဆရာကတုံးရှင်းပြပြီးနေမှာဆိုပြီးပြောနေတယ်နောက်ပိုင်းမှာတော့ကတုံးနဲ့ flat တို့နေရာတော့အပေါက်ဝိုင်စီပြေးနေတပေါက်ကဝင်လာတဲ့တပေါက်ကထွက်လာတဲ့ရွာလေးတိုင်းပတ်နေကတုံးနဲ့လမ်းပြောင်းနေလာမေးလိုက်တဲ့ flat ကတော့လမ်းမသိလို့တော့ပြန်ပေးလိုက်တယ်ကတုံးနဲ့နိုင်ဦးနေမသိဘူးဆိုပြီးပြန်သွားလိုက်တယ် flat ကတော့တိတ်နေ monster တကောင်တွေ့အောင်ရှာမယ်ပြီးရင် monster ကစ်စီလိုက်ဖို့ခံမယ်ဆိုပြီးကတုံးကိုပြောနေကတုံးလည်းအဆင်ပြေပါမလားအရာရှိတွေလည်းစက်တယ်ကိုပြောရတယ် flat ကတော့အရေးမကြီးပါဘူးကိုကြီးမလို့ဘူးဆိုပြီးပြောလိုက်တယ်ကြည့်ရတော့ flat ရဲ့စက်တွေကပျောက်သွားမှုရ flat ရဲ့အရာရှိတွေကအလွယ်တကူမရှုံးနိုင်ဘူးသူတို့အကလပ်ပြီးကြတာအကြောင်းရှိရဆိုပြီး hero အဖွဲ့အစည်းစထောင်နေတဲ့အကြောင်းရှင်းပြတော့ hero အဖွဲ့အစည်းစထောင်တော့ ABC ဆိုပြီးအဆင့်ကိုခွဲပေးထားတယ်ကလပ်တစ်ခုတိုင်းမှာ hero အဖြစ်စီးရင်သွင်းနေတာစောင့်ကြည့်နေကြတာ monster တွေဘယ်လောက်ထိတိုက်ခိုက်နိုင်လဲပတ်ဝန်းကျင်ကိုဘယ်လောက်ထိကောက်ကွယ်နိုင်လဲကြော်ကြမှုဒါတွေကိုအဓိကစောင့်ကြည့်ကြကလပ်ကိုရောက်ဖို့အတွက်ဆိုစွမ်းရည်ကြီးဖို့လည်းလိုတယ်ဒါကြောင့် hero အဖွဲ့အစည်းကသူတွေကနေ့စဉ်လှုပ်ဆောင်ချက်တွေကိုစောင့်ကြည့်နေကြကျုပ်ပိုင်ဆိုင်ရာစွမ်းရည်နဲ့ပါတဲ့သူတွေတော့သူတို့တက်ကြွတဲ့လှုပ်ဆောင်ချက်တွေကိုလိုက်ပြီး class အမြင့်တွေကိုတက်နိုင်ကြဒီစနစ်ကြောင့်ပဲပြင်းထန်တဲ့တိုက်ပွဲတွေအလွယ်တကူကျော်ဖြတ်နိုင်ကြတာဒါပေမဲ့ hero အဖွဲ့အစည်းရှာတွေ့ကြတာကပ်ပြီးအစင် monster ရောအစင်မြင့် hero တွေအများကြီးဝိုင်းတက်ခဲ့ရအဲ့ဒီချိန်တယောက်ချင်းရှင်းတိုင်းတွေရှိလာတော့သူတို့ကအစင်တွေဝင်ထပ်မလို့ရပဲသူတို့ဘလောက်တိတက်ကြွလှုပ်ဆောင်နေလဲဆိုတာပြခဲ့တာတည်ကျမှုအားလုံးပြီးတဲ့နောက်မှာ hero တွေကသူတို့တက်မှတ်ထားအစင်နဲ့တာလုံးလုပ်ပြကြဒီလိုထူးဆန်းတဲ့စွမ်းရည်တဲ့သူတွေစက်တိုက်ပေါ်ထွက်လာတော့ hero အဖွဲ့အစည်းအဆွေးပြချက်ချခဲ့ကြထူးဆန်းတဲ့တိုက်ခိုက်ရေးပိုင်းရှင်တွေရတယ်အစိုးရရဲ့အင်အားရှင်းနိုင်လာကြအဲ့တော့သူတို့အတွက်နောက်ထပ်အဆင့်တမတ်ချက်တစ်ခုပေးခဲ့ကြသူတို့ကတော့ excellent hero ပဲကြောက်ကြမှုကံကောင်းမှု hero တိုင်းလိုရင်းညာဒါပေမဲ့ပန်းနိုင်ရ excellent hero တော့မဟုတ်ပဲ excellent ထိပ်ဆုံးမှာဥတည်နေကြအဓိကအကြောင်းတစ်ခုတော့လူတိုင်းနားလည်သဘောပေါက်လာပြီး hero အပေါင်းပေါ့ excellent ဆိုတာယူတော့တမန်ကျန်းတဲ့ဒါပေမဲ့သူတို့အတွက်အကျဉ်းလုံးဆိုတာဖြစ်လာဖို့ရည်မှန်းချက်တွေပဲသူတို့တော့မဲ့လက်မှာဘာတွေရှိတာလားမင်းရအောင်ထိချုံနိုင်ကြဒါပေမဲ့အဲ့အချိန်ပြန်မဲ့တွေအားလို့ gam နဲ့တွေ့နေတဲ့ pick ကောပြရင် chapter လေးကိုအဆုံးသတ်ထားတော့